မိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့အကဲခတ်လို့ရတဲ့အခြေအနေလေးတွေကိုမြတ်စွာဘုရားဟောထားတာရှိတယ်။နံပါတ်1ကဘာလို့ဆိုဒုဋ္ဌတံတဒါတိပေးနိုင်ခဲ့တဲ့အရာကိုကိုယ်မှအကူအညီလိုနေလို့ပေးနိုင်ခဲ့တဲ့အရာကိုပဲဆွန့်လွတ်ပြီးတော့ပေးထပ်လို့ရှိရင်ဒါမိကောင်းဆွေကောင်းပဲဒုက္ခရံကရောတိတာမန်ပုဂ္ဂိုလ်တွေလုံးဖို့မလွယ်ဘူးလုံးနိုင်ခဲ့တဲ့အရာကိုပဲလုပ်ပြီးတယ်ဆိုလို့ရှိရင်လည်းမိကောင်းဆွေကောင်းပဲဒါတော့ဘလောက်ခဲရင်းနေဆိုတာတော့အတိုင်းအတာတစ်ခုရှိတာနော်နောက်တစ်ခုကဒုက္ခမံခမတိတကယ်သိခံနိုင်ခဲ့တဲ့အရာအမှန်ပုဂ္ဂိုလ်တွေသိခံနိုင်ဘူးသိခံနိုင်ခဲ့တဲ့အရာကိုပဲသိခံတတ်တယ်ဆိုလို့ရှိရင်ဒါမိကောင်းဆွေကောင်းမိကောင်းဆွေကောင်းနဲ့ပတ်သက်ပြီးတော့ဒီလိုမိတ္တတုတ်မှာမြတ်စွာဘုရားအင်္ဂါရက်ကလေးတွေကိုထုတ်ပြီးဟောတာနောက်ဒုက္ခရောက်လာတဲ့အခါမှာစွန့်ပစ်ပြီးတော့မသွားဘူးအဲ့ဒါလည်းမိကောင်းဆွေကောင်းအခုလောကမှာအများဆုံးကယာရုလေးရှိရင်ပေါင်းကြတယ်ပိုက်ဆံလေးရှိရင်ပေါင်းကြတယ်ယာရုလည်းကြာသွားရောမမြင်ကြအောင်ဆောင်ဆင်းရဲမွဲတေဒေဝါလီခံသွားတာနဲ့တပြိုင်နက်မမြင်ကြအောင်ဆောင်ဟုတ်ကဲ့လားအဲ့ဒီအနေထားမျိုးဆိုတော့လူအများစုကိုပြောတာပါအများစုသည်ယာဓုကိုပေါင်းအများစုသည်ငွေကြေးဒနာကိုပေါင်းဒီပုံစံမျိုးဖြစ်တယ်